ခုကျွန်တော်တို့ဒါပေါ့နော်ဒီ Odoo system ကိုစသုံးမဲ့ခါကြရင်ကျွန်တော်အရင်ဆုံး set up လုပ်ရတာတော့အကောင့်ကြီးကနေအရင်ဆုံးစပြီး set up လုပ်ရတယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်အခုเนาะအကောင့်ကြီးကိုစပြီးကျွန်တော် set up လုပ်မယ်ပေါ့အဲ့ဒါဆိုရင်အကောင့်ကြီး add ထဲကိုဝင်လိုက်မယ်ပြီးတော့မှ configuration တွေကနေမှာ channel ကောက်အဲ့ဒါလေးတွေကျွန်တော်အရင်စပြီး set up လုပ်ရမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာเนาะ down arrow လေးနှိပ်ပြီးတော့ group ပိုင်းဆိုရအကောင့်တိုင်းနဲ့စုကြည့်လို့ရလိမ့်မယ်ဒါတွေကဒါအကောင့်ကြီးကိုသွားမယ်ဒါအကောင့်ကြီး element တွေပေါ့เนาะအဲ့ဒီအကောင့်တိုင်းတွေမှားတာနဲ့ကျွန်တော်ဒါ report တွေတက်ရောက်မှုရှိသွားလိမ့်မယ်ဒါလေးကိုသတိထားပေးဖို့အဲ့တော့ကျွန်တော်က new ခေါ်လိုက်မယ်ကုတ် number ထားတော့မိမိကြိုက်နေတဲ့တဲ့ကျွန်တော်တို့ပေးလို့ရလိမ့်မယ်ပြီးတော့မှ account name ပေါ့နော်ထားပါတော့ကျွန်တော်က MODO က Motor BHICL လေး Motor Vehicle လို့ပေးလိုက်မယ်ပြီးတော့သူကဘယ်ထဲမှာသွားမှာလဲဆိုကျွန်တော်တို့က fair asset non current asset တခုခုတည်းကိုကျွန်တော်တို့ထည့်လို့ရဒါတော့ non current asset တွေကိုထည့်လိုက်မယ်ပြီးတော့မှဒီမှာ test ဆိုတာရှိတယ်ဒါကဘာလဲဆို cash flow statement ကိုသွားမယ် activity 3ခုပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က investing and external activity ဆိုတာလေးကိုထည့်လိုက်မယ်ပြီးတော့မှကျွန်တော် save ဆိုတဲ့အရာလေးနှိပ်လိုက်မယ်ပြီးတော့မှဒီ Odoo မှာကဒီအစိမ်းရောင်လေးတွေခလုတ်လေးတွေပေါ့နော်ကျွန်တော်တို့နှိပ်လို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒါကိုနှိပ်လိုက်ရင်ရှေ့ကိုတွန်းရောက်သွားလိမ့်မယ်ဒီမှာဆိုရင် non current asset ဆိုပြီးတော့ဒီထဲမှာပေါ့နော်ဒါကျွန်တော်တိဆောက်ပြီးသားထွက်နေလိမ့်မယ်အဲ့တော့ဒါကတော့အဲ့လိုပုံစံနဲ့ကျွန်တော်ဒါချက်ရောကောက်တွေတိဆောက်လို့ရတယ်အဲ့ဒါပြီးတော့မှကျွန်တော်ဒီမှာဒီ receivable တွေတိဆောက်တဲ့အခါမှာလဲ non trade လား trade လားစသည်တွေကျွန်တော်ဒါခွဲတန်းပြီးတော့တိဆောက်လို့ရလိမ့်မယ်ပေါ့နော်တခြားဒီမှာ allow reconciliation on ထားတဲ့ဟာလေးတွေရှိတယ်ဒါလေးတွေကတော့မပိတ်ဘူးပေါ့နော်ဒါကျွန်တော်တို့က system လိုအဲ့လို auto on ပေးထားတဲ့ဟာလေးတွေတချို့ဟာတွေက goods in transit အနေနဲ့သုံးမှန်းကောင်းတယ်တချို့ဟာတွေက cash in transit အနေနဲ့ဒါ entry သုံးမှန်းကောင်းတယ်ပေါ့ဒီလိုပုံစံကျွန်တော်ဒါ chat ရောကောက်လေးတွေကိုဒါတိဆောက်လို့ရတယ်ပေါ့အဲ့တော့ဒါကတော့အကောင့်ကြီးရဲ့အသက်ပဲပေါ့နော်ဒီ chat ရောကောက်တိဆောက်မှုအပိုင်းကတော့ဒါကျွန်တော်တို့အရန်အရေးကြီးတဲ့အပိုင်းမှာပါတယ်ပေါ့ဟုတ်ပြီအဲ့လိုပုံစံလေးတွေเนาะ chat ရောကောက်တွေလွယ်တကူတိဆောက်လို့ရမယ်ပြီးတော့မှကျွန်တော်က test တိဆောက်မယ်ပေါ့နော်test ဆိုတဲ့နေရာမှာတော့ဒီနေရာမှာပါဆိုဒါ commercial test တို့ service test တို့ဒီလိုပုံစံမျိုးသုံးခြင်းကျွန်တော်ဒါတိဆောက်တဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ကထားပါတော့ commercial test 5% သုံးခြင်းတယ်အဲ့တော့ကျွန်တော် percent နေနဲ့ပဲကောက်မယ်ဆို percent နေပဲထားလိုက်မယ်ပြီးတော့မှသူက save မှာကောက်မှာလားပါချေမှာကောက်မှာလားပေါ့နော်ဘယ်နေရာမှာကောက်ချင်တာလဲကျွန်တော် save မှာကောက်ချင်တယ်ပြီးတော့ test code ကသူက services เนาะဝန်ဆောင်မှုပေါ်မှာကောက်မှာလား goods ကုန်စည်ပေါ်မှာကောက်မှာလားပေါ့နော်ကျွန်တော်ကကုန်စည်ပေါ်မှာကောက်မယ်အဲ့တော့ကျွန်တော်ကောက်မဲ့အမောက်ကဘယ်လောက်လဲဆိုတော့ 5% ဒီလိုပုံစံလေးကျွန်တော်တို့ထည့်လို့ရလိမ့်မယ်ပြီးတော့မှဒီတက်တွေကိုကောက်တဲ့အခါမှာဘယ်လေဂျာထဲမှာကျွန်တော် holding လုပ်ထားခြင်းတော့ကျွန်တော် hold လုပ်ထားခြင်းနဲ့စင်းဝင်ခြင်းနဲ့လေဂျာလေးကိုကျွန်တော်ချိန်ပေးမယ်အဲ့လိုပဲတကယ်လို့ refund ပြန်တဲ့အခါနော် sale return လောက်တာပဲဒါမျိုးဆိုလဲဘယ်တွေကနေပြန်ပြီးတော့ခြေပမလဲပေါ့နော်ခုနိုင်မလဲအဲ့ဒီလေဂျာလေးတွေပြန်ပြီးထည့်ပေးရမယ်အဲ့တော့ဒီ layer နှစ်ခုကတော့တူဖို့လိုလိမ့်မယ်ပေါ့နော်ဒါကကျွန်တော်တို့က test ကိုစရင်record အနေနဲ့စရင်ဆွဲဝင်မဲ့ layer တွေချိန်ပေးတယ်ပြီးတော့မှ test မှာကျွန်တော်တို့တွေကဒါ inclusive imply လားနော် test inclusive လား test exclusive လားစသဖြင့်ကျွန်တော်တို့ပြန်ပြီးတော့ရွေးချယ်လို့ရလိမ့်မယ်test inclusive ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရောင်းစည်းထဲမှာကိုကဒီ 5% ပါပြီးသားပေါ့ test exclusive ဆိုတော့ရောင်းစည်းရတက်တက်เนาะအခွန်အတက်တက်ဒီလိုပုံစံလို့ကျွန်တော်တို့ကောက်ချင်တဲ့ဟာကိုဒါကျွန်တော်တို့ရွေးချယ်ပေးရမှာเนาะအဲ့ဒါလေးကိုဒါကျွန်တော်တို့ကပြီးရဆိုရင်ဒါစေးလိုက်မယ်ဆိုရင်ဒါ test တစ်ခုကိုတိဆောက်လုပ်ပြီးလိမ့်မယ်ဒါတော့ကျွန်တော်တို့ကလို့သူ default ပါတဲ့ဟာကိုပဲကျွန်တော်တို့ဒါ landing လောက်တာဟိုကလိုရရင်တော့ new ခေါ်ပြီးကျွန်တော်တို့ထပ်ပြီးတော့ကိုကြိုက်တဲ့နာမည်ပေးပြီးထပ်ပြီးတိဆောက်လို့ရတယ်ပေါ့နော်ဒါကတော့ test တိဆောက်တဲ့အပိုင်းမှာအဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်ဗာလဲဆိုတော့ journal ပေါ့အဲ့ကျွန်တော်တို့အကောင့်ကြီးတွေတည်တယ်ဒါတော့အကောင့်တန်တွေတည်တယ်ဒါ journal ပေါ့နော်ဆရာစရင်စရာတွေ error တွေပါလို့အမှားတွေပါလို့တွင်တဲ့ journal တော့မဟုတ်ဘူးဒီ Odoo ရဲ့ journal ကဆိုတာဘယ်လိုဟာလို့ဆိုလို့ရှင်တာလဲဆိုလို့ရှင်เนาะဒီကောင်ကစရင်စာအုပ်တွေပေါ့နော်ကျွန်တော်တို့စာအုပ်တအုပ် day book သဘောတစ်ခုပေါ့နော်ဒီ day book သဘောကိုသူက journal လို့ခေါ်တာပေါ့အဲ့လိုပုံစံထွက်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီ dashboard ပေါ်မှာကျွန်တော်တို့ဒါတွေ့နေရတာဒီဒါကျွန်တော်ဒီ journal တွေကျွန်တော်တို့ဒါတွေ့နေရတာပဲနော် journal တွေတွေ့နေရတယ်ဟာတွေ့တယ်အဲ့ကျွန်တော်တို့လိုအပ်ရင်ကျွန်တော်တို့ journal တွေထပ်ဆောက်မယ်မလိုအပ်ရင်မဆောက်ဘူးပေါ့သဘောကတော့ဒါပေမဲ့မထွက်မနေဆောက်ရမယ့် journal ရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော် cash ban type ပေါ်မူတည်ပြီးတော့ journal ဆောက်ရမယ်အဲ့ကျွန်တော် chat ကောက်ကိုသွားလိုက်မယ် account type နဲ့ group စုလိုက်မယ်ဒီမှာ ban and get နှစ်ကောက်ရှိတယ်ကျွန်တော်ကဟုတ်ပြီဒါပေါ့နော်139 1532BTY bet CSA ကတ်ဆိုပြီးကျွန်တော်ကစောက်လိုက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်ငွေစင်း3ခုရှိရပေါ့နော်
အဲ့ဒါဆိုရင်ကျွန်တော်မှာဂျာနယ်3ခုရှိဖို့လိုအပ်တယ်ဘာလို့မဟုတ်ရင်ကျွန်တော်အဲ့ငွေစင်းကိုတွင်းရမယ်စင်းစာကိုကျွန်တော်မှာရှိမနေဘူးလေနော်အဲ့တော့ကျွန်တော် market man နေကျွန်တော်ဂျာနယ်စောက်ပေးရမယ်အဲ့ဒါဆိုရင်ဂျာနယ်တဲကိုသွားမယ် new ခေါ်လိုက်မယ် PETTY Betty CSA gap Betty gas ပြီးတော့မှကျွန်တော်ကဒါဒီငွေမို့လို့နော် gas ဆိုတာလေးကိုရွေးလိုက်မယ်ကျွန်တော်ချိန်မဲ့ကောက်ဒီ Betty gas နဲ့ချိန်လိုက်မယ်အဲ့တော့ short code ကတော့ PETTY Betty เนาะဒါကိုကြိုက်တာပေးလို့ရเนาะ၅လုံးထိပေးလို့ရလိမ့်မယ်ဒါဆိုကျွန်တော်စေးလိုက်မယ်ဒါဆိုရင်ဘာရပြီလဲဆိုတော့ဒါ Betty gas ဆိုတဲ့ဒီ channel လေးတစ်ခုကျွန်တော်တိဆောက်လုပ်ပြီးတော့အဲ့ဒါဆိုရင်ဒီမှာ Betty gas ဆိုပြီးတော့ကျွန်တော်စရင်သွင်းလို့ရမယ်စာအုပ်လေးတက်အုပ်ပေါ့เนาะအခုလိုပုံစံလေးတိဆောက်လို့ပြီးသွားလိမ့်မယ်ဟုတ်ပြီတခြား channel ကတော့ option တွေပဲမိမိပေါ်မူတည်တယ်စောက်ချင်ရင်လည်းစောက်မစောက်ချင်လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုတွေစောက်လို့ရှိတယ် depreciation short တဲ့ဟာတွေဆိုလည်းခွဲပြီးစောက်လို့ရှိတယ်เนาะ depreciation ကြာနေပေါ့သူဒီ miscellaneous ပဲသူကြတော့ကျွန်တော်တို့အကောက်ကုတ်တွေထည့်ကြမလို့เนาะ miscellaneous တိုက်က DEP လို့ကျွန်တော်ကပေးလိုက်မယ်စေးလိုက်ဒါဆိုရင် depreciation ကြာနေဒါကျွန်တော်တိဆောက်လိုက်တာပေါ့เนาะကျွန်တော်တို့ fixed asset တွေတန်ဖိုး short တဲ့အခါမှာအဲ depreciation ကြာနေနဲ့အလုပ်လုပ်အောင်လို့ပေါ့เนาะအခုလိုပုံစံလေးစောက်လိုက်တာပေါ့ဟုတ်ပြီနောက်တစ်ခုကကျွန်တော်ပါလဲဆိုတော့ currency ကတော့ကျွန်တော် very simple ပဲပေါ့နော်ကျွန်တော်တို့သုံးကျင်တဲ့ currency ကိုဒါအမှန်ချက်လိုက်ပေါ့နော်အမှန်ချက်လိုက်မယ်ချက်လိုက်ပြီးတော့မှကျွန်တော် day rate ထည့်လိုက်မယ် mmk per unit မှာထားပါကျွန်တော်က4500ဒါနမူနာတော့เนาะဒေါ်လာပေါက်သေး4500ဆိုရင်ကျွန်တော်တို့အခုလိုပုံစံထည့်လိုက်ရုံပဲဒီမှာ Chinese yuan ကိုမှကိုကဘယ်ဟာသိရလဲပေါ့နော် mmk သိရလားဒီ unit per mmk သိရလားဒီလိုပုံစံမူတည်ပြီးကျွန်တော်တို့ကသုံးလို့ရလိမ့်မယ်အဲ့တော့ကျွန်တော်နောက်တစ်ရက်ရောက်လို့ရှိရင်နောက်တဲ့ date ပေါ့နော်ကျွန်တော် spot rate ပေါ့ transition rate နဲ့ကျွန်တော်တို့ကစင်းသွင်းတဲ့အခါကျရင်ဒီကောင်လေးတွေထည့်ပြီးတော့သွင်းလို့ရလိမ့်မယ်ဒါကတော့ currency အဲ့တော့ currency မှာဆိုတော့160နဲ့မှာ9ခုပါတယ်မိမိကြိုက်နေတဲ့ရအောင်ကျွန်တော်ဒါအွန်ပြီးတော့သုံးလိုက်ရုံပဲပေါ့နော်ဒါပါတော့ BAHT bat เนาะ bat သုံးကျင်နေဆိုရင် bat ကိုနှိပ်လိုက်မယ် edit ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ပြီးတော့မှကျွန်တော်သုံးမဲ့ကောင် exchange rate ထည့်မယ် exchange rate ကဒါပါတော့120ပေါက်တယ်ပေါ့နော်ဟုတ်ကဲ့ဒီလိုပုံစံလေးထွက်လိုက်အဲ့ဒါဆိုရင်ကျွန်တော်စေးလိုက်မယ်ဒါဆိုကျွန်တော် back ကိုဒါစပြီးတော့သုံးလို့ရပြီပေါ့နော်ဒါတော့ currency နဲ့ပတ်သက်ပြီးမိမိချိုင်းတဲ့တရားသုံးလို့ရအောင်ကျွန်တော်တို့ကဒါ mention လုပ်ပေးတာပေါ့ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့တွေကဒီတွေကဘာလဲဆိုတော့ access model ပေါ့နော် access model ကဒါကျွန်တော်တို့ fixed asset တွေတန်ဖိုးရှုံးမဲ့ကောင်တွေကိုကျွန်တော်တို့ကဒါ configuration ချတာပေါ့အဲ့တော့ကျွန်တော်တို့တွေကဒီ class တစ်ခုမှာဆိုရင် ledger 3ခုရှိဖို့လိုအပ်လိမ့်မယ်เนาะအဲ့တော့ကျွန်တော်မှာလောလောဆယ် class တစ်ခုအတွက်ကျွန်တော်ချက်တော့ကောက်3ကောက်စောင့်မယ်အဲ့ဒါဘာ class လဲဆိုတော့ဒါပါတော့ဒီ non current asset တွေက motor vehicle ဆိုတဲ့အဲ့ဒါဆိုရင်ကျွန်တော်ကเนาะဒါနမူနာခဏနေတော့ကျွန်တော်ကရှောက်ပေးတာเนาะလောလောဆယ်သေချာပေးရမှာ DEP sorry ACC DEP ပေါ့နော်ဒါ accumulated depreciation of motor BHICLE motor vehicle ဟုတ်ပြီ motor vehicle နဲ့ပတ်သက်ပြီးကျွန်တော်မှာအကောင့်2ကောက်ရသွားပြီနောက်တစ်ကောက်ကဘယ်ထဲမှာထည့်ရမှာလဲ depreciation ဆိုတဲ့အကောင့်ထဲမှာကျွန်တော်ထည့်ရမှာအဲ့တော့ new ခေါ်လိုက်မယ်ကိုတက်တာအဲ့တော့ဒီကောင် DEP MOTOR motor BHICLE motor vehicle ဒီကောင် expand မဟုတ်ဘူးဒီကောင် depreciation တော့မှာနော်အဲ့တော့ဒီ activity တွေကတော့ non cash item တွေဆိုတော့ကျွန်တော်တို့ကမသုံးတော့ဘောနော်ဒီမှာ O2 ကဘယ်လိုတွက်လဲဆိုတော့ cash flow statement ကဒီကောင် direct method နဲ့ indirect method နဲ့ဟိုဒါကျွန်တော်ရောထားတဲ့အနေအထားတစ်ခုရှိရနော်ဒါဆိုရင်ကျွန်တော် motor vehicle နဲ့သက်ဆိုင်ပြီးတော့ကျွန်တော်မှာ6တော့ကောက်3ကောက်ရသွားလိမ့်မယ်နော် motor vehicle နဲ့ပတ်သက်တဲ့ non current asset တွေမှာဆိုရင်ဒီ motor vehicle ဆိုတဲ့ class တစ်ခုမှာရှိတဲ့ ledger 3ကောက်ကျွန်တော်ရသွားပြီပေါ့နော် ledger 3ကောက်ရပြီဆိုတော့ကြာမှကျွန်တော်ကဘာစောက်မလဲဆိုလို့ရှိရင်access model စောက်မယ်ဟုတ်ပြီနော် new ခေါ်လိုက်မယ်MOTOR motor BHICLE motor vehicle ကျွန်တော်ဘယ်လောက်ချမလဲဆိုတော့230ချမယ်နော်အဲကျွန်တော် straight line ပဲသုံးမယ်အဲ့တော့စနစ်3လီ36 360 man ထွက်လိုက်မယ်နော်ကျန်တဲ့ကောင်တွေကဒီတိုင်းပဲထားမယ်ဘာမှမလုပ်ဘူးအဲ့တော့ face account မှာကျွန်တော်တို့တွေက motor vehicle ဆိုတာထည့်မယ် depreciation အကောင့်မှာ ACC DEP motor vehicle ဆိုတာထည့်မယ် expand အကောင့်မှာ DEP motor vehicle ဆိုတာထည့်မယ်ပြီးတော့မှဒီကောင်တန်ဖိုးလျှော့တဲ့စရင်တွေကိုကျွန်တော်တို့တွေကဘယ်ဂျာနယ်နဲ့သွားကျင်တာလဲဆိုတော့ဒီ depreciation ဂျာနယ်ဆိုတဲ့စရင်စာအုပ်ထဲမှာဝင်ကျင်တာမို့လို့ဒီလိုပုံစံလေးကျွန်တော်စောက်လိုက်တယ်
ပြီးတော့မှကျွန်တော်စေလိုက်မယ်ဒါဆိုကျွန်တော်ဒါ motor vehicle ကိုဒါ model ကားတွေအတွက်ပေါ့နော်ကားတွေအတွက်ကျွန်တော်ဒါဒီ access model တွေတခုတိစောက်လို့ပြီးသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က class တစ်ခုပေါ့နော်အကောင့်လေးမှာဆို class တစ်ခုအတွက်ကျွန်တော်တို့ကဒီ ledger 3ခုရှိဖို့လိုအပ်တယ်လို့ကျွန်တော်တို့တွေကတော့ဒါယူဆရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့တွေကဘာလဲဆိုတော့ product category ဒီကောင်ကလည်းဒါအရင်အရေးကြီးရဲ့အပိုင်းမှာပါတယ်ကျွန်တော်တို့ကဒီ ledger တစ်ခုပေါ့နော် sorry category တစ်ခုကိုကျွန်တော်တို့က ledger 3ခုစောက်လေးရှိရပေါ့နော် ledger 3ခုစောက်လေးရှိတယ်ဒီကောင်ကအရင်အရေးကြီးရဲ့အပိုင်းမှာပါတယ်ဒါ inventory နဲ့ account တွေကိုချိတ်ဆက်ပေးမယ်ကောင်ပေါ့နော်အဲ့ဒီအခန်းကဏ္ဍမှာအရင်အရေးကြီးတယ်ဒီကောင်ရဲ့ configuration တွေလွဲတာနဲ့ကျွန်တော်ဒါ account ကိုဆင်းမယ်စရင်းတွေပါစပြီးတော့လွဲနိုင်တယ်เนาะအဲ့ဒါတွေသတိထားပေးမယ်အဲ့တော့ကျွန်တော်က aircon ရောင်းမယ်အဲ့တော့ကျွန်တော်ကဗာလဲဆို aircon ဆိုတဲ့ category ကိုကျွန်တော်က array နဲ့သွားမယ်ပြီးတော့မှကျွန်တော်ကဗာလုပ်မလဲ automate လုပ်မယ်เนาะဒီကောင်လေးသတိထားပြီးเนาะ automate လုပ်မယ်အဲ့တော့လောဆယ်ကျွန်တော်အရင်ဆုံးစေလိုက်မယ်ဒီ aircon နဲ့သက်ဆိုင်နေကျွန်တော်မှာချက်တော့ကောက်3ကောက်လိုလိမ့်မယ်ဒီ category နဲ့သက်ဆိုင်နေကောက်အဲ့ဆိုရင်ကျွန်တော်ကเนาะဒီ configuration တွေကဒီချက်တော့ကောက်ကိုသွားလိုက်ပြီးတော့မှကျွန်တော်အကောက်တိုက်လေးနဲ့ group by ဆူလိုက်မယ်တခုကဘယ်ထဲမှာလိုမှာလဲဆိုတော့ဒီထဲမှာလိုမှာเนาะအဲ့တော့ထားပါတော့ကျွန်တော်6331C AIR C1 aircon အဲ့ဆိုရင်တစ်ကောက်ရပြီနောက်တစ်ခုကဘယ်ထဲမှာလိုမှာလဲဆိုတော့ cost of revenue ထဲမှာလိုလိမ့်မယ်ခွန်3331 COGS AIR CO aircon ဟုတ်ပြီနောက်တစ်ကောက်ကကြာဘယ်ထဲမှာလိုမလဲဆိုတော့ကျွန်တော် current asset ထဲမှာ store valuation aircon ဆိုတာလေးလိုလိမ့်မယ်เนาะနှစ် stock store valuation store valuation AIR CO1 aircon ဒါကကျွန်တော် aircon category အတွက်ကျွန်တော် ledger 3ကောက်စောက်ပေးလိုက်တာဘာလို့အဲ့လိုစောက်လဲဆိုအဲ့ကြောင့်မှကျွန်တော်ကဒီအရှုံးငတ်စရင်းတွေကြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီလရဲ့category တစ်ခုချင်းစီလိုက်ပေါ့နော်အယောင်းကဘယ်လောက်ရှိတယ် cost ကဘယ်လောက်ရှိတယ်ကုန်လက်ကြံတန်မှုဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့သိလို့ရလိမ့်မယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အဲ့လိုပုံစံလေးစောက်ပေးလိုက်တာအဲ့ဆိုဟုတ်ပြီဒီ aircon ဆိုတဲ့ကောင်ကိုကျွန်တော်စပြီးဒီ ledger တွေချိန်တော့မယ်နော်သူ့ရဲ့ default တွေကျွန်တော်ချိန်မယ် AIR C1 aircon C ဒီ expand နေရာမှာလဲ AIR ဒီကောင်ညဘာလဲမှာလဲဆိုတော့ COGS aircon ထွက်လိုက်မယ်ဒီ store valuation နေရာမှာလဲ AIR C1 နော် store valuation aircon ဆိုတာတွေ့လိုက်မယ်ဒီလို ledger 3ကောက်လိုလိမ့်မယ်ဒီဘက်နှစ်ခုကတော့ရှင်းတယ်ကျွန်တော်ဘယ်ကိုသွားမှာလဲဆိုတော့ profit and loss statement ကိုသွားမယ်ဒီ store valuation aircon တော့ဒါ balance sheet ပေါ့နော်အဲ့ဒီတည်းက current asset မှာကုန်လက်ကျန်တန်ဖိုးအနေနဲ့ဖော်ထားပေးမယ်ဟာပေါ့အဲ့လိုပုံစံလေးကျွန်တော်က category လိုက်ကိုဒီကောင်နေဒီ ledger တွေတိစောက်အောင်ပါပေါ့နော်အဲ့တော့ဒါကတော့ဒီ aircon ဒီ category ကတော့ခုနကကျွန်တော်တို့လိုပဲအရန်အရေးကြီးတဲ့ဘိုင်းမှာပါတယ် accounting နဲ့ဒီပေါ့နော် inventory နဲ့ဟိုဒါချိတ်ဆက်ပြီးအလုံးဆောင်မဲ့ဟာပေါ့ဟုတ်ကဲ့ပါကျွန်တော်ကြည့်ရတဲ့အပိုင်းလေးတွေတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးကျွန်တော်ထပ်ပြီးလေ့လာမယ်နော်